T-Rex ထက်ပိုကြီးပြီးပိုရက်ဆက်တဲ့ကမ္ဘာပထမဆုံးရေကူးတက်တဲ့ဒိုင်နိုဆောဘီရင်ကိုသင်သိပါသလားသူ့ရဲ့မူရင်းရုပ်ကြွင်းတွေဟာဒုတိယကမ္ဘာအတွင်းမှာလျှို့ဝှက်စွာပျောက်ကွယ်သွားခဲ့ပါတယ်သူဟာဘာကြောင့်ရေထဲမှာနေတာလဲတကယ်ရော T-Rex ထက်တန်မာသလားဗီဒီယိုအဆုံးမှာသိပ္ပံပညာရှင်တွေကိုယ်တိုင်အံ့ဩသွားစေခဲ့တဲ့သူ့ရဲ့အမီပိုင်းလွတ်ဝက်ချက်ကိုပါထည့်သွင်းပြောပြပေးသွားမှာမို့အဆုံးထိကြည့်ဖို့မမေ့ပါနဲ့မိတ်ဆွေ Jurassic Park ဇာတ်ကားထဲမှာ T-Rex ကိုအနိုင်ယူခဲ့တဲ့ကြောဆိုးတော်ကြီးနဲ့ဒိုင်နိုဆောကိုမှတ်မိကြသေးလားလူတော်တော်များများက Spinosaurus ကိုကုန်းပေါ်ကရက်ဆက်တဲ့ပသားစားသတ္တဝါကြီးလုံးထင်နေကြတော့မှာပဲဒါပေမဲ့တကယ်လက်တွေ့သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တာကရုပ်ရှင်တဲကတဲ့အများကြီးပိုပြီးစမ်းကြယ်ပါတယ်သူဟာကမ္ဘာသမိုင်းမှာအကြီးဆုံးအသားစားဒိုင်နိုဆောဖြစ်ုံတာမကရေထဲမှာပါကျက်စားနိုင်တဲ့တခုတည်းသောဒိုင်နိုဆောကြီးထင်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Spinosaurus ရဲ့အန်ဩစရာကောင်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံသူတို့ကျက်စားခဲ့တဲ့ပတ်ဝန်းကျင်နဲ့သိပ္ပံလောကကိုကောင်းစားစေခဲ့တဲ့သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် Spinosaurus ရဲ့တမိုင်းကြောင်းဟာရုပ်ရှင်စမ်းစံအဖြစ်အပျက်တွေနဲ့ပြည့်နေနေပါတယ်1912ခုနှစ်မှာဂျာမန်သုတေသန Ernst Stromer ဟာအီဂျစ်တဲဂိုင်နာတွေကနေဒီအကောင်ကြီးရဲ့အယိုးတွေကိုပထမဆုံးစတင်တွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဝိုင်းနေစရာကောင်းတာကဒုတိယကမ္ဘာစစ်အတွဲ1944ခုနှစ်ဧပြီလမှာမြူနစ်မြို့ကိုမဟာမိတ်တပ်တွေဘုံကျဲတိုက်ခိုက်တဲ့အခါပြတိုက်ထဲမှာရှိနေတဲ့ Spinosaurus ရဲ့မူရင်းအယိုးတွေအလုံးမီးလောင်ပျက်စီးသွားခဲ့ရပါတယ်ဒါဟာကြောက်ဖိရုပ်ကျွင်းသမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုတစ်ခုပါပဲအယိုးတွေမရှိတော့တဲ့အတွက်ဆယ်စုနှစ်တောင်များစွာတိုင်အောင်ဒီအကောင်ကြီးရဲ့ပုံစံအစစ်အမှန်ဟာပဟေလိကခုဖြစ်နေခဲ့ပါတယ်နှစ်ပေါင်း80လောက်ပျောက်ဆုံးနေခဲ့ပြီးတဲ့နောက်2014ခုနှစ်မော်ရိုကိုနိုင်ငံမှာသိပ္ပံပညာရှင်နီဇာအီဘရာဟင်က Spinosaurus အယိုးအသစ်တွေကိုထပ်မံတွေ့ရှိခဲ့ပါတယ်ဒီရှာဖွေတွေ့ရှိမှုကသိပ္ပံလောကကိုအကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခြေထောက်တွေဟာအခြားဒိုင်နိုဆောတွေလိုရှည်မနေပဲအရန်တိုနီးလိုပါပိုပြီးအံ့ဩစရာကောင်းတာကသူ့ရဲ့အယိုးတွေဟာပင်ကွင်းတွေရေမြင်းတွေလိုပဲအရန်ကိုတိတ်တီချစ်လက်နေပါတယ်ဒါဟာရေထဲမှာငုပ်တဲ့အခါကိုယ်လီးချင်းကိုထိမ့်ပေးဖို့တဘာဝတရားကဖန်တီးပေးထားတာပါသူ့ရဲ့နှာခေါင်းပေါက်တွေဟာမိချောင်းတွေလိုပဲအပေါ်ကိုရောက်နေပြီးရေထဲကသားကောင်တွေရဲ့လှုပ်ရှားမှုကိုအာယုံခံနိုင်တဲ့အာယုံကြော်စနစ်တွေလည်းပါဝင်ပါတယ် T-Rex ကကုန်းပေါ်ကဘရင်ဆိုရင် Spinosaurus ကတော့ရေထဲကဘလူးကြီးပါပဲ2020ခုနှစ်မှာတော့နောက်ထပ်အံ့ဩခန်းရှာဖွေတွေ့ရှိမှုတစ်ခုထပ်ပေါ်လာပါတယ်အဲ့ဒါကတော့ Spinosaurus ရဲ့အမြေးပိုင်းပါပဲအရင်ကဒိုင်နိုဆောတွေလိုအမြေးချွန်ချွန်ရှည်ရှည်မဟုတ်ပဲငါးရှင်တကောင်လိုပြားချက်ပြီးရေရက်ဖို့ကောင်းတဲ့အမြေးမျိုးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကြားမှာအခုအချိန်ထိငင်းခုန်နေကြဆဲကိစ္စတစ်ခုရှိပါတယ်တချို့က Spinosaurus ဟာရေအောက်ထဲအထိငုပ်ပြီးငါးဖက်နဲ့အကောင်လိုဆိုးကြပင်ပဲနောက်ဆုံးထွက်ပေါ်လာတဲ့လေ့လာမှုတွေအရသူဟာရေကူးအញ្ញမ်းညံတဲ့အကောင်မဟုတ်ပဲရေတိမ်ပိုင်းတွေမှာငှက်ကြီးဝုံပေါ်တွေလိုရက်ဆောင်နေပြီးအနားရောက်လာတဲ့သားတောင်တွေကိုဖမ်းယူစားတောက်တဲ့အကောင်ဖြစ်နိုင်တယ်လို့လည်းသုံးသပ်နေကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်သူဟာရေနဲ့အနီးကပ်ဆုံးအသက်ရှင်ခဲ့တဲ့ဒိုင်နိုဆောဆိုတာကတော့ညင်းလို့မရပါဘူး Spinosaurus ကျက်စားခဲ့တဲ့လွန်ခဲ့တဲ့နှစ်တန်းပေါင်း90ကျော်တဲ့မြောက်အာဖရိကဒေသဟာကမ္ဘာသမိုင်းမှာအန်ဒီရဲ့အများဆုံးနေရာလို့တောင်တင်စားကြပါတယ်အဲ့ဒီအချိန်ကအဲ့ဒီနေရာဟာတဲကန်တာမဟုတ်ပဲမြစ်ချောင်းအင်းအိုင်တွေပေါ်များတဲ့နေရာဖြစ်ပါတယ် Spinosaurus ဟာ T-Rex နဲ့ဘယ်တော့မှမဆုံခဲ့ပါဘူးသူ့ရဲ့အဓိကရန်သူတွေကတော့ Carcharodontosaurus လို့ခေါ်တဲ့အခြားအသားစားဒိုင်နိုဆောကြီးတွေနဲ့အေယာဝတီမိချောင်းကြီးတွေဖြစ်ပါတယ်သူ့ရဲ့အဓိကအစားအစာကတော့ကားတစ်စီးစားလောက်ကြီးပြီးလွှစွာလို့အဆွဲတွေပါတဲ့ Onchopriastis လို့ခေါ်တဲ့အေယာဝတီမားကြီးတွေပဲဖြစ်ပါတယ်ဒီလို crowd ခွဲကောင်းတဲ့ပတ်ဝန်းကျင်မှာရှင်းတန်နိုင်ဖို့အတွက် Spinosaurus ဟာရေနေသတ္တဝါတစ်ကောင်လိုစင်ကဲပြောင်းလဲရတာဖြစ်ပါတယ် Spinosaurus ရဲ့ဇာတ်လမ်းဟာသိပ္ပံပညာရဲ့အနှစ်သာရကိုပြသနေပါတယ်အမှန်တရားဆိုတာအချိန်နဲ့အတိုင်းပြောင်းလဲနေတတ်ပါတယ်လွန်ခဲ့တဲ့နှစ်တရာကကုန်းပေါ်ကသတ္တဝါကြီးလိုထင်ခဲ့တာကနေဒီနေ့မှာတော့သမိုင်းနဲ့တင်မီခက်ကအကြီးမားဆုံးရေနေမြစ်တွင်ဘလူးကြီးအဖြစ်ကျွန်တော်တို့သိမြင်ခွင့်ရခဲ့ရပါတယ်နောင်လာမယ့်နှစ်တွေမှာတော့ကြောက်ဖိရုပ်ကျွင်းအသစ်တွေကနေဘယ်လိုအံ့ဩစရာတွေထပ်ပေါ်လာအောင်မလဲဆိုတာစောင့်ကြည့်ရအောင်ပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တဘာဝတရားနဲ့သိပ္ပံပညာရဲ့အံ့ဩစရာတွေကိုဆက်လက်လေ့လာခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တော့ဖို့မမေ့ပါနဲ့ခင်ဗျာ
နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်